ဒီထမ်းသမားကတော့ထိုင်းမော်ကနေစောက်ထိုးဆင့်ပြသွားတာပဲဖြစ်ပါတယ်တော်ယုံတန်ယုံကျွမ်းကျင်မှုမျိုးနဲ့ကတော့မရပါဘူးတော်တော်ကိုကျွမ်းကျင်ကျင်ကိုဖြစ်လို့ဒါဒီလိုစောက်ထိုးဆင့်ပြသွားတာပဲဖြစ်ပါတယ်ဒီထမ်းသမားရဲ့ကျွမ်းကျင်မှုဘယ်လောက်ရှိလဲဆိုတာလေးကိုဗီဒီယိုလေးတစ်ချက်စွန့်ကြည့်လိုက်ကြအောင်ဗျာဟုတ်ပါဗျာညာထမ်းသမားလေးမောင်ခိုင်သိဖြစ်ပါလေခင်ဗျာရဲဒီဘုံလုံးရဲတယ်ဦးလေးရဲနေဟာဗီဒီယိုရိုက်တာဗီဒီယိုရိုက်တာလို့တော်ရပါခင်ဗျာတော်ပြန်လဲတဲ့ပုံလေးပြလာအောင်ဟုတ်ပြီသူကိုအဲ့လိုမလေးတဲ့ဟုတ်ပြီနိုင်မော်တယ်